ကျမတက်ပါလေချင်းကောင်လေးချောချောလေးတခါမှမတွေ့ဘူးသေးဘူးဒါတော့အမှန်ချင်းကောင်လေးတွေဦးစားပေးပြီးကြည့်တာပါဒါပေမဲ့အစင်မပြေဘူးကျွန်တော်လည်းကချီမလေးကိုရကိုတဘောကြရတယ်သူတို့တဘောလေးကောင်းတယ်ပြီးချောလေအသားလည်းဖြူတယ်နည်းနည်းချောတဲ့ချင်းကောင်လေးဆိုရပြီကွာဒီမှာမင်းရှိတော့ကွာကြည့်နေစိတ်ဝင်စားပြီโอเคဒီမှာရှိတယ်လည်းကချီမလေးတဘောအရန်ကြတယ်ဒါပေမဲ့အခုချင်းတီကချီမလေးနဲ့စကားတခါမှမပြောဘူးပြောတဲ့သူလည်းမရှိဘူးပြီးကျွန်တော်လူချီနဲ့ကောင်မလေးစိတ်တဲ့ပုံစံလည်းမရှိဘူးအခုညီမအမပေါ်လာတယ်ဆိုတော့လေကျွန်တော်အရောက်လဲချောတယ်ဆိုတော့ကျွန်တော်လည်းတဘောကြမိတယ်နော်ကျမတက်ပါလေချင်းကောင်လေးချောချောလေးတခါမှမတွေ့ဘူးသေးဘူးဒါတော့အမှန်တရားပဲစိတ်လည်းမဆိုးကြနဲ့ကျမပဲမတွေ့တာလားသူတို့ပဲကျမရှိမပေါ်လာတာလားတော့မသိဘူးပေါ့နော်ဆိုတော့ကျမလည်းချင်းကောင်လေးတွေအပိုင်ဖြစ်ချင်ပါတယ်ဆိုတော့ချင်းပြည်နယ်မှာရှိတဲ့ချင်းသားစစ်ချောချောလေးကျမကိုပြကွာကျမဒီမှာရှိတယ်ချင်းကောင်လေးတွေကဒီမှာရှိတယ်နော်ဒီမှာရှိပါလားဆိုတာလက်ခံမယ်နော်အခုကျမတို့လေးစကားလာပြောတဲ့ချင်းကောင်လေးတွေကွာကျမဦးစားပေးပြီးတော့ပေါ့နော်ချင်းကောင်လေးတွေဦးစားပေးပြီးကြည့်တာကွာဒါပေမဲ့အစင်မပြေဘူးဆိုတော့နည်းနည်းချောချင်းကောင်လေးပုံလေးရှင်းပြပါဦးဘယ်သူစကားလာပြောတာလေနန်းမကဘချိုးစေမပြေဘူးလူတွေကခက်တယ်လောက်ပါကောင်လေးတွေလင်းပါဦးချင်းကောင်လေးတွေဦးစားပေးထားတာတော့ကရင်ကောင်လေးတွေကိုခောက်ထားတယ်နို့ကရင်ကောင်လေးဒီမှာရှိတယ်ဦးစားပေးထားတာမလို့ကျမတို့ချင်းကောင်လေးနဲ့ချောလေးရှင်ပုံလေးတွေပြပါဦးဒီမှာရှိတယ်ဘာသာတော့တူတယ်ပေါ့နော်ယုံကြည်သူများတယ်ချင်းနေလဲကျမတို့ကချင်းနေလဲယုံကြည်သူများတယ်ဆိုတော့အဲ့ဒါတော့အစင်ပြေပြီးသားကွာဒီကတော့ပြောလိုက်ပဲကွက်တီးပဲဘာသာလဲတူတယ်ဆိုတော့လေနော်ဟုတ်ဆိုတတ်တာမဆိုတတ်တာအဲ့ဒါနောက်မှထားနည်းနည်းချောတဲ့ချင်းကောင်လေးဆိုရပြီကွာဒီမှာမင်းရှိတော့ကွာကြည့်နေစိတ်ဝင်စားပြီโอเคဒီမှာရှိတယ်โอเคကျွန်တော် Facebook ပေါ်မှာဒီဗီဒီယိုအရင်တက်လာ Facebook ကျငါတို့လာတူကကရှယ်လာဝါ TikTok တန်ကန်အနန်းminka dim je nin ka share di hebben share agam no အများအားပေးလိုက်တွေ့ပြီ okay ကျွန်တော် follow လုပ်မယ် Messenger မှာစကားလာပြောမယ်နော်နောက်မှကျွန်တော်စကားပြန်မပြောရင်တော့ကျွန်တော်စိတ်ဆူမှာနော်ချင်းကောင်းလေးချောလေးလူချင်းတယ်ကျွန်တော်စကားလာပြောတာမာနာကြည့်တာစကားမပြောချင်တာဆိုတော့လေနော်မလို့မကြားချင်ဘူးမတွေ့ချင်ဘူးကဲ follow လုပ်ပြီနော် follow လုပ်ပြီပြီး Messenger မှာ hi လာပြောမယ်ဒီမှာချင်းကောင်းလေးအင်းလိုက်လူလိုက်ပဲ hi လာပြောလိုက်ပဲနော်ဒီလူနဲ့ပဲကျွန်တော်ပူထားပြီဒီမှာ Facebook လာမသိဘူးဒီ okay Facebook လဲကြည့်ရမယ် Facebook လဲကြည့်မယ် okay Facebook မှာလဲကျွန်တော်Messenger မှာလာစကားလာပြောင်းမယ် follow လဲလောက်ထားမယ်နော်နောက်မှစကားလာပြောရင်တော့PM JMS မာရာလာမစနာsorry ဒီမှာ KSHAE ဟုတ်လားနော်နာမည်ကလည်းဘယ်လိုဖတ်ဒီမှာတွေ့ပြီနော်ချင်းကောင်းလေးချောလေးလိုချင်တာနော်ဒီမှာကျွန်တော် follow ဒီမှာ Messenger မှာ hi လာပြမယ်ဒီမှာ okay နောက်မှစကားလာမပြောရင်နော်hello okay ဒီမှာစကားပြောပြီနော်ဒီမှာညီမလာဘယ်လိုပြောပါကျွန်တော်dimja ဒီမှာကျွန်တော် Facebook မှာလဲကျွန်တော် add ထားပြီနော် okay ဗီဒီယိုနောက်တစ်ခေါက်ပြန်ကြည့်အောင်ပါကျမတက်ပါလေချင်းကောင်လေးချောချောလေးတခါမှမတွေ့ဘူးသေးတမှာဒီမှာရှိတယ်နော်ဒီမှာဆက်ကျွန်တော်ဒီဗီဒီယိုတွေ့တော့ကျွန်တော်လာဒီမှာချင်းကောင်လေးချောချောလေးရှိတယ်ပြီးရင်ဘာသာလဲတူတယ်
နော်ဘာမှပြဿနာရှိရှာမရှိဘူးပြီးရင်မစ TikTok မှာလည်းကျွန်တော်ရှာတယ်စကားလေးလာပြောတယ်နော် Facebook မှာလည်းလာပြောပြီနန်းမအကြောင်းမချအကြောင်းပြန်မချေနော်နန်းမအပစ်ရှိတယ်နော်နန်းမဒီလူစကားပြောပြီဆိုတော့လေနော်စကားပြောပြီဆိုတော့လေနော်ကျွန်တော်တို့follow လဲလာလို့တယ်စကားလဲလာပြောပြီကဲနန်းမကျွန်တော်ဆောင်းနေမဟုတ်မယ်ကဲဒီပါဟူးချောလီကဲဆောင်းကြောင်းမယ်ကျွန်တော်လဲကချင်မာလီအရာကိုတဘောကြတယ်နော်ကျွန်တော်လဲကချင်မာလီကိုအရာကိုတဘောကြတယ်သူတို့တဘောလေးကောင်းတယ်ပြီးရင်ချောလဲအသားလဲဖြူတယ်ကျွန်တော်ကချင်မှာကျွန်တော်တငယ်ချင်းနဲ့ရှိဖို့တယ်အောင်ရမ်ဆိုတဲ့နာမည်လေးလည်းရှိတူတယ်နော်နာမည်အမေတငယ်ချင်းနဲ့ရှိဖို့တယ်အဲဆိုတော့ကျွန်တော်ကတဘောလေးကောင်းတယ်ပြီးဒီဘာလဲတငယ်ချင်းအပြန်ထော်တင်လဲသူတို့လည်းတဘောကောင်းတယ်အဲ့လိုလည်းတွဲဆင်ပြတယ်ပေါ့နော်ကျွန်တော်လည်းကချင်မာလီတဘောအရန်ကြတယ်ဒါပေမဲ့အခုချင်းတူကချင်မာလီနဲ့စကားတခါမှမပြောဘူးပြောတဲ့သူလည်းမရှိဘူးပြီးကျွန်တော်လူချင်တဲ့ကောင်မလေးစိတ်တဲ့ပုံစံလည်းမရှိဘူးအခုညီမအမပေါ်လာတယ်ဆိုတော့လေကျွန်တော်အရောက်လဲချောတယ်ဆိုတော့ကျွန်တော်လည်းတဘောကြမိတယ်နော်အခုကျွန်တော် Messenger လည်းကျွန်တော် hi လာလို့ပြီးTikTok မှာလည်း hi လာလို့ပြီးဆိုတော့လေနန်းမကြောင်းမပြအကြောင်းမပြန်ရင်တော့နန်းမအပစ်ရှိတယ်နော်ကျွန်တော်တော့လည်းအလိုလည်းမဖြစ်တယ်ဘူးနော်ကျွန်တော်အတဲကိုရောမထားပါနဲ့နော်အတဲကိုရောကချီမလီကျွန်တော်ကချင်းကောင်လီကိုကချီမလီအတဲကိုရောမထားပါနဲ့နော်ချင်းကောင်လီလူချင်းနဲ့သူကချင်းကောင်လီရှိတယ်အတဲကိုရောတော့မထားပြီးရှိနေကျွန်တော်နော်ကဲဒီမှာရှိတယ်